မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မုံရွာနှင့်စကိုင်းတို့တွင်အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းနှင့်ရင်တန်းကိုတိုက်ခိုက်မှုစစ်သားများထိခိုက်ဒေဆုံးမှုများတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းမုံရွာမြို့နယ်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သားများထိခိုက်မှုများပြား၍လက်နက်ကြီးစက်တပ်လေဒီများဖြင့်ပစ်ကူယူကာပြန်ဆုတ်သွားကြောင်းဘူးတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမှုကြွက်ကလေးကသတင်းဌာနကိုပြောကြားပါတယ်နိုဝင်ဘာလ10ရက်နေ့နနက်8:30မိနစ်ခန့်တွင်မုံရွာမြို့နယ်တာစီရွာမှကြောက်စစ်ပုံအမြောက်တပ်ကိုပြန်ဆုတ်လာတဲ့အင်အား80ခန့်ပါစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကတန်းပင်တဲရွာကိုပင်ရွာနှင့်ချမ်းပင်လာရွာအနီးတို့တွင်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှအထိနာပြီးထိခိုက်မှုများပြား၍ကြောက်စစ်ပုံအမြောက်တပ်ကလက်နက်ကြီး10လုံးကျော်ဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီးမုံရွာနာမခမှတက်လာသောစစ်တပ်လီဒီ2စီးကလည်းလာရောက်ပုံကျဲတိုက်ခိုက်သွားကြောင်းထိုစစ်တပ်စစ်ကြောင်းကိုလည်းကြောက်စစ်ပုံအမြောက်တပ်စစ်ကူများကတံပြားကားများဖြင့်လာရောက်ခေါ်ဆောင်သွားကြောင်းသိရပါတယ်။တာစီရွာကနေကြောက်စစ်ပုံအမြောက်တပ်ကိုပြန်ခောက်လာတဲ့အင်အား80ပါစစ်ကြောင်းကိုဒန်းပင်တဲရွာကိုပင်ရွာနဲ့ထမ်းပင်လာရွာအနီးမှာကျွန်တော်တို့ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။စစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုကိုတော့အတိမပြုနိုင်သေးပါဘူး။တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုကြောက်စစ်ပုံအမြောက်တပ်ကလက်နက်ကြီး10လုံးကျော်ပစ်ကူတိုက်ခိုက်တယ်။မုံရွာနမခကနေလေစက်တက်လေဒီ2စီးကပုံကျဲတိုက်ခိုက်သွားတယ်။စစ်ခွေးစစ်ကြောင်းကိုတော့ကြောက်စစ်ပုံတပ်ကနေတက်ကူတွေလွတ်ပြီးတံပြားကားတွေနဲ့လာရောက်ခေါ်ဆောင်သွားတယ်ဟုဘူးတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမှုကြွက်ကလေးကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဘူးတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမုံရွာမြို့နယ်တိုက်နယ်9နှင့်မုံရွာခရိုင်တရင်18တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။အလားတူစကိုင်းတိုင်းစကိုင်းမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်တွင်စစ်ရင်တန်းကိုလုံခြုံရေးယူပေးနေသောစစ်သားများအောက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား10ဦးသေဆုံးခဲ့ကြောင်းလင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ဩဂုတ်လ23ရက်နေ့တွင်စကိုင်းမြို့နယ်ကန်တလူတိုးခိတ်အနီးရှိကုန်းရွာကျေးရွာထိပ်ရေမြောင်းဖောင်ပေါ်နှင့်ဘေးပပတ်လက်တွင်စကိုင်းမြို့တပ်မ33မှမုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခသို့စစ်အင်အားဖြည့်တင်းရန်တွားရောက်မည့်ရင်တန်းအလုံးလုံခြုံရေးယူပေးနေသောစစ်သား20အားအလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား10ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါတယ်။စစ်ကြောင်းထိုးဖို့မုံရွာနာမခကိုပို့တဲ့စစ်သားတွေပါ။တံပြားကား9စီးနဲ့ပို့တာအဲ့ဒီကားတန်းကိုလုံခြုံရေးယူပေးဖို့စောင့်နေတဲ့စခတွေကိုဝင်တိုက်ခဲ့တာပါ။အင်တာနက်လိုင်းအခက်အခဲကြောင့်အခုမှထုတ်ပြန်ရခြင်းဖြစ်ပါတယ်ဟုလင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောကြားပါတယ်။ရှင်းတိုက်ပွဲအတွင်းသေဆုံးသွားသောစစ်ကောင်စီတပ်သားများထံမှလက်နက်ကောက်ယူရန်ကြိုးစားခဲ့တော်လဲကန်တလူတိုးကိတ်မှစစ်သားများစစ်ကူရောက်ရှိသောကြောင့်ကောက်ယူနိုင်ခြင်းမရှိဘဲပြန်လည်ဆုတ်ခွာခဲ့ရကြောင်းအဆိုပါတိုက်ခိုက်မှုကိုလင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့မှရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကောက်ကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်ရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထို့သောတိုက်ခိုက်ခံရမှုကြောင့်အကြမ်းဖက်စစ်သားများကလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ကာကုန်းရွာရှိပြည်သူနေအိမ်နှလုံးကိုလည်းမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးဖားကန့်တွင်အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းကိုမိုင်းခွဲတိုက်ခိုက်မှုအကြမ်းဖက်စစ်သား10ဦးကျော်သေဆုံးပြီး20ကျော်ဒဏ်ရာရWi-Fi အပါအဝင်လက်နက်ခဲယမ်းများ KIA KPDF သိမ်းပိုက်ရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဖားကန့်မှာစစ်တပ်စစ်ကြောင်းကိုနိုဝင်ဘာ10ရက်နေ့က KIA နဲ့ KPDF ကမိုင်းခွဲတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကျော်သေဆုံးသလို Wi-Fi အပါအဝင်လက်နက်ခဲယမ်းတွေကိုပါတော်လှန်ရေးတပ်တွေကသိမ်းယူနိုင်ခဲ့ပါတယ်။ဖားကန့်မော်စီစာလန်းဆောင်မှာနိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းမှာစစ်တပ်ရင်တန်းကို KIA KPDF ကပြင်းအားမြင့်တဲ့မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။စစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုသတင်းတွေကိုမနေ့ကအထိမရခဲ့ပေမဲ့ဒီနေ့မနက်10:00နာရီအထိရရှိထားတဲ့သတင်းအရတော့10ဦးကျော်သေဆုံးပြီး Wi-Fi တလန်လက်နက်ငယ်တချို့နဲ့ကြီးစံတွေသိမ်းဆည်းရရှိခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တချို့ကပြောပါတယ်။အလောင်းတွေအကုန်ဖြူဟာတဲ့ဆွဲတင်သွားတယ်တော်တော်လေးရုပ်ပြက်ဆင်းပြက်ဖြစ်သွားတာဖားကန့်ကိုပိုးမဲနိုင်တယ်ဒါကြောင့်လေကြောင်းအနေနဲ့သတိပေးထားတယ်လို့အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်ဒေသခံတွေရဲ့ကားတွေကိုစစ်တပ်ကချော်ဆွဲပြီးတေဆုံးရုပ်အလောင်းနဲ့ဒဏ်ရာရသူတွေကိုတပ်ဆွဲထားတဲ့နေရာတွေစီမှာလိုက်ဖို့ခိုင်းခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။စစ်တပ်စစ်ကြောင်းမှာတေဆုံးသူ12ဦးနဲ့ဒဏ်ရာရသူ20ကျော်ရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။အသေးစိတ်အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။စစ်တပ်စစ်ကြောင်းမှာအင်အား300ခန့်အထိပါဝင်ပြီးဖားကန့်ဝေခါမော်အထိဆက်သွားမယ်လို့သတင်းရထားကြောင်းဒေသခံတွေကပြောပါတယ်။တိုက်ခိုက်ခံရတဲ့နိုဝင်ဘာ10ရက်မနက်ပိုင်းကတော့စစ်တပ်ကလမ်းသွားလမ်းလာပြည်သူတွေကိုဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံရတဲ့အရေးအတွက်ကိုမသိရသေးပေမဲ့နိုဝင်ဘာလ17ရက်နေ့အထိပြန်လွတ်မလာသေးဘူးလို့စုံစမ်းသိရှိရပါတယ်။မိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာပတ်ဝန်းကျင်ကိုစစ်တပ်ကတပ်ဆွဲပြီးဒေသခံတွေရဲ့အိမ်တွေကိုဝင်စစ်တယ်လို့အဲ့ဒီနာက SKY ဟိုတယ်ကိုလည်းညတကောင်အထိတပ်ဆွဲခဲ့တယ်လို့သိရပါတယ်။ဒီနေ့မနက်ပိုင်းမှာတော့စစ်တပ်စစ်ကြောင်းတွေပြန်ထွက်သွားပြီးဝေခါမော်ဘက်ကိုဦးတည်ပြီးသွားနေတယ်လို့သိရပါတယ်။အော်တိုဘာလလယ်ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးငြိမ်သက်နေတဲ့ဖားကတ်မှာနိုဝင်ဘာလ6ရက်နေ့ကစပြီးမြေပြင်တိုက်ပွဲတွေပြင်းထန်လာတာပါ။
ဖာကန်နဲ့ကာမိုင်းကြားကနန်ရရွာလုံခင်းကြီးရွာအုပ်စုပတ်ဝန်းကျင်တွေမှာတိုက်ပွဲတွေဖြစ်ပြီးတရက်ချင်းအလိုက်ပိုပြီးပြင်းထန်လာတယ်လို့သတင်းရရှိပါတယ်။ဒေသတွင်းကလက်ရှိစစ်ရေးအခြေအနေအရလေကြောင်းအန္တရာယ်လက်နက်ကြီးအန္တရာယ်နဲ့လုံခြုံရေးသတိပြုနေထိုင်ကြဖို့ KIA KPDF ကသတိပေးထားပါတယ်။ဆက်လက်ပြီးတာစီရွာမှကြောက်စစ်ပုံအမြောက်တပ်တို့ပြန်လာသည့်အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းကိုဘူးတလင်မြို့နယ်တပ်ပေါင်းစုကြားဖြတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘိုခရိုင်မုံရွာမြို့နယ်တာစီရွာမှာကြောက်စစ်ပုံအမြောက်တပ်တို့ပြန်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဘူးတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းကသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာ17ရက်မနက်8:00နာရီခွဲဝန်းကျင်ခန့်ကတာစီရွာနေကြောက်စစ်ပုံအမြောက်တပ်တို့ပြန်လာတဲ့အင်အား80ခန့်ရှိအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဒန်းပင်တဲရွာကိုပင်ရွာနဲ့ထန်းပင်လှရွာနီတော်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းကြောက်စစ်ပုံအမြောက်တပ်ကနေလက်နက်ကြီးပစ်ကူပေးခဲ့ပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေပါရာမော်တာ2စီးနဲ့ဘုံတိကျချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အထိနာနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြောက်စစ်ပုံအမြောက်တပ်ကနေတံပြားကာကားတွေနဲ့လာရောက်ခေါ်ဆောင်သွားပြီးအကြမ်းဖက်စစ်သားတွေတေဆုံးထိခိုက်မှုရှိခဲ့ပေမဲ့အတိအကျမသိရသေးဘူးလို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဘူးတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမုံရွာမြို့နယ်တိုက်နယ်ကမုံရွာခရိုင်တရင်18ကလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးပြည်သူကိုပြန်တက်နေတဲ့စစ်တပ်က NLD ဖျက်ဆီးခဲ့သည့်ဒီမိုကရေစီရှောက်လန်းကိုပြန်တိဆောက်နေခြင်းဟုစော်မင်းထွန်းပြောရွှေကောက်ပွဲအတူကိုမိသူမှနှောက်ယှက်လို့မရဘူးဟုကြုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ကလာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့်အထူးရောင်ရွှေကောက်ပွဲကိုဘယ်သူမှနှောက်ယှက်လို့မရဘူးလို့စစ်တပ်ရဲ့ရှေ့ထွက်ပြောကြားသူစော်မင်းထွန်းကကြုံသွားလိုက်ပါတယ်။ဒီမိုကရေစီရင့်တန်တဲ့နိုင်ငံကြီးတွေမှတောင်ရွှေကောက်ပွဲနဲ့ပတ်သက်ပြီးဝေဖန်ခံရမှုတွေကြုံရလေရှိသလိုမြန်မာရွှေကောက်ပွဲအတွက်ကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိနေပေမဲ့မိဖက်နိုင်ငံတွေရဲ့ထောက်ခံမှုတွေလည်းအခိုင်အမာရရှိထားတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံဟာဘယ်တော့မှနောက်လဲဘယ်တော့မှသူများတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်မှာမဟုတ်ပါဘူး။ကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းရေးကိုနိုင်ငံကိုသမိုင်းကြောင်းနဲ့အညီဆောင်ရွက်ရတဲ့ရွှေကောက်ပွဲလုပ်ငန်းစဉ်တွေဟာကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းရေးသက်ကျွန်တော်တို့နိုင်ငံရဲ့ပြည်သူတွေရဲ့အရေးသက်သာဖြစ်ပါတယ်။တိုင်းတစ်ပါးနိုင်ငံများရဲ့ဩဇာအာဏာနဲ့ဒီသည့်ဝင်ရောက်ဆွတ်ဖက်မှုပေါ်မှာကျွန်တော်တို့နိုင်ငံရဲ့ရွှေကောက်ပွဲအောင်မြင်အောင်ကျင်းပရေးခီးလန်းကိုပြတ်ပြားအောင်ဒါမှမဟုတ်ပြောင်းလဲအောင်လုပ်လို့မရဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်လို့ဇော်မင်းထွန်းကဆိုပါတယ်။ဒါပြင်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာမဲစရင်းလိမ့်လည်မှုများစွာရှိခဲ့တာကြောင့်အကြိမ်ကြိမ်ပြောဆိုပေမယ့်လစ်လူရှူတာကြောင့်2021မှာအာဏာသိမ်းခဲ့ကြောင်းပြည်သူတွေတမိုင်းအမှန်သိစေဖို့ဒါတွေကိုပြန်ပြောနေရခြင်းဖြစ်ကြောင်းဇော်မင်းထွန်းကဆိုပါတယ်။မင်းမတမာမှုဖြစ်ခဲ့တာကိုတရားနည်းလမ်းနဲ့ဖြေရှင်းမပေးဘဲနိုင်ငံတော်အာဏာကိုအာဓမ္မနည်းနဲ့ရယူဖို့စ조사ခဲ့တဲ့ NLD အစိုးရနဲ့သူတို့ဖွဲ့စည်းပေးတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကသာပြည်သူလူထုတရက်လုံးနဲ့နိုင်ငံတော်ရဲ့စစ်မှန်စည်းကမ်းပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီရှောက်လန်းကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ပြည်သူတွေလိုလားတောင်းတခဲ့တဲ့ဒီလိုဖျက်ဆီးခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကဤစနစ်ကျစွာပြန်လည်တည်ဆောက်ပေးနေခြင်းပဲဖြစ်ပါတယ်လို့ပြောပါတယ်။အာဏာသိမ်းစစ်တပ်ဟာဘလို့စကားလုံးတွေပဲဟန်ဆောင်ပြီးရှေ့ထွက်ပြောနေပါစေတိုင်းပြည်ထဲမှာရှိတဲ့အပြစ်မဲ့ပြည်သူတွေအပေါ်ဘုံကျဲတပ်ဖြတ်မှုချုံနှောင်ဖမ်းဆီးမှုကန့်သက်ပိတ်ပင်မှုတွေလှုပ်ဆောင်နေတာကိုနေ့စဉ်မျက်ဝါးထင်မြင်တွေ့နေရတာဖြစ်ပါတယ်။စစ်တပ်ရွေးကောက်ပွဲအတူကိုလာမယ့်ဒီဇင်ဘာလနဲ့နောက်နှစ်ဇန်နဝါရီလအတွင်းပြုလုပ်သွားမှာဖြစ်ပြီးစစ်တပ်အလို့ကျနိုင်ငံရေးပါတီ58ပါတီနဲ့တပ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း95ယောက်စုစုပေါင်းအယောက်9000ကျော်ဝင်ပြိုင်မယ်လို့ထုတ်ပြန်ထားပါတယ်။အဆုံးသက်မှာဇော်မင်းထွန်းကရွေးကောက်ပွဲအတူနဲ့ပတ်သက်ပြီး2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမုတ်ချအောင်မြင်ရပါမယ်လို့ကြုံဝါသွားပါသေးတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။